မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ခွန်အားသည့်နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ကောင်းစားခြင်းသို့ရောက်လိုသလားဆိုတဲ့ခေါင်းစဉ်နဲ့ယောဘဝတ္ထုအခန်းကြီး20အငယ်21ကိုဆင်ခြင်သွားခြင်းပါတယ်။ဘုရားသခင်ရဲ့အကျွမ်းဝင်၍မိတ္တာယဖွဲ့လုံးထို့သောပြုမှာကောင်းစားခြင်းသို့ရောက်ရလိမ့်မည်။လူအဖွဲ့အစည်းမှာဘသူကိုတည်တယ်လဲဆိုတာကအောင်မြင်ဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခုဖြစ်နေတတ်ပါတယ်။ဒါပေမဲ့တမန်ကျမ်းစာကဖော်ပြတဲ့စစ်မှန်တဲ့အောင်မြင်ကောင်းစားခြင်းကတော့လောကကလူကုန်ထံတွေနဲ့တိကျွမ်းခြင်းထက်အရာခတ်သိမ်းကိုဖန်ဆင်းတော်မူတဲ့ဘုရားခင်နဲ့မိတ္တာယဖွဲ့ခြင်းအပေါ်မှာမူတည်တာဖြစ်တယ်။ဒီနေ့ဘုရားခင်နဲ့ဘလို့မိတ္တာယဖွဲ့ပြီးတော့ကောင်းစားခြင်းလမ်းစီရှောက်လန်းကြမလဲဆိုတဲ့အချက်၃ချက်ကိုဆင်ခြင်သွားခြင်းပါတယ်။ပထမတစ်ချက်ကတော့မိတ္တာယဖွဲ့ခြင်းဆိုတာဘာလဲ။နှုတ်ကပတ်တော်ကမိတ္တာယဖွဲ့လို့ခေါ်တဲ့အခါမှာအပေါ်ယံနှုတ်ဆက်ယုံပွဲတက်ယုံတည်းမဟုတ်ပါဘူး။ဂရိဘာသာစကားအရခွိုင်နိုနီယာလို့ခေါ်ပြီးတော့အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအတူတကွမျှဝေခံစားခြင်းနဲ့တလုံးတဝါတည်းဖြစ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဘုရားသခင်နဲ့စိတ်လုံးခြင်းပေါင်းဆက်ညှိနှိုင်းတာဖြစ်တယ်။ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်3မှာငါတို့သည်ခမဲတော်နှင့်၎င်းသားတော်ယေရှုခရစ်နှင့်၎င်းမိတ္တာယဖွဲ့ရသည်ဖြစ်၍သင်တို့သည်ငါတို့နှင့်မိတ္တာယဖွဲ့စေခြင်းငါတို့ကြားမြင်ရသောအရာကိုသင်တို့အားပြသကြ၏လို့ဆိုထားပါတယ်။ဥပမာအနေနဲ့မိသွေးခဲတခဲဟာမိဖို့တဲမှာတခြားမိခဲတွေနဲ့အတူတကွရှိနေတဲ့အခါမှာအမြဲတမ်းရဲရဲတောက်ပြီးတော့အပူရှိန်ပေးနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီမိသွေးခဲကိုမိဖို့တဲကနေတီးတန့်ဖယ်ထုတ်လိုက်ရင်ခဏချင်းနဲ့ပဲအေးပြီးတော့တဖြည်းဖြည်းပြအဖြစ်နဲ့ပြောင်းလဲသွားမှာဖြစ်တယ်။အဲ့ဒီတိုင်းပဲကျွန်တော်တို့ဟာအသက်ဆန်းရည်ဖြစ်တဲ့ဘုရားခင်နဲ့အဆက်မပြတ်မိတ္တာယဖွဲ့နေမှသာဝိညာဉ်အသက်တာပူလောင်ရှင်သန်နေမှာဖြစ်တယ်။ဒုတိယတစ်ချက်ကတော့မိတ္တာယဖွဲ့ခြင်းကိုဘယ်လိုတည်ဆောက်ကြမလဲ။ဘုရားခင်နဲ့မိတ္တာယဖွဲ့ဖို့အတွက်အဓိကတော့ချက်2ချက်ရှိပါတယ်။အဲ့ဒါကတော့နားထောင်ခြင်းနဲ့နာခံခြင်းဖြစ်တယ်။ကိုယ်တော်ပြောတာကိုနားထောင်ပြီးတော့ကိုယ်တော်အလိုတော်အတိုင်းလိုက်လျှောက်ခြင်းကမိတ္တာယကိုပို့ပြီးတော့ခိုင်မြဲစေပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး15အငယ်14မှာသင်တို့သည်ငါပညတ်သမျှတို့ကိုကျင့်ဆောင်လျင်ငါဤအဆွေဖြစ်ကြ၏လို့သခင်ယေရှုခရစ်တော်ကပြောထားပါတယ်။နောက်ဗျာဒိတ်အခန်းကြီး3အငယ်20မှာလည်းပဲငါသည်တကားရှိမှရက်၍ခောက်လျက်နေ၏အကျဉ်သူသည်ငါဤအတန်ကိုကြား၍တကားကိုဖွင့်အံ့ထိုသူရှိရာသို့ငါဝင်၍သူနှင့်အတူစားတောက်မည်သူသည်လည်းငါနဲ့အတူစားတောက်ရလိမ့်မယ်လို့ဆိုထားပါတယ်ဥပမာအနေနဲ့အိမ်ထဲမှာလူနှစ်ယောက်အတူနေပေမဲ့တယောက်နဲ့တယောက်စကားလည်းမပြောစိတ်ချင်းလည်းမဆက်သွယ်ရင်အဲ့ဒါမိတ္တာယရှိမှာမဟုတ်ပါဘူးအဲ့ဒီအတိုင်းပါပဲဘုရားသခင်နဲ့မိတ္တာယဖွဲ့တယ်ဆိုတာကအရေးကြုံမှဆုတောင်းတာမျိုးမဟုတ်ပဲနဲ့နေ့စဉ်ဘဝရဲ့အသေးအဖွဲကအစကိုယ်တော်နဲ့တိုင်ပင်ဆွေးနွေးပြီးတော့အတူတကွရှောက်လန်းခြင်းမျိုးပဲဖြစ်တယ်တတိယတစ်ချက်ကတော့မိတ္တာယဖွဲ့ခြင်းကြောင့်ရရှိမဲ့ကောင်းစားခြင်းပဲဖြစ်တယ်ဘုရားသခင်နဲ့အမြဲတမ်းမိတ္တာယဖွဲ့တဲ့သူဟာဘလို့အခြေအနေမျိုးမှမဆိုကောင်းစားခြင်းအသည့်အပွင့်တွေကိုခံစားရမှာဖြစ်တယ်ဒီနေရာမှာကောင်းစားခြင်းဆိုတာကဝိညာဉ်ရေးရယဉ်ကျေးခြင်းစိတ်နှလုံးတည်ငြိမ်ခြင်းနဲ့ရုပ်ပိုင်းဆိုင်ရာလူလီသေးမရှိအောင်ပြည့်စုံခြင်းတို့ပဲဖြစ်တယ်ယောဟန်ကရှင်ယောဟန်ဩဝါဒစာတတိယဆောင်အခန်းကြီး1အငယ်1မှာအချင်းချစ်သူသင်ဤစိတ်လုံးသည်ကောင်းစားတဲ့ကဲ့သို့သင်သည်အရာရာ၌ကောင်းစားခြင်းနှင့်ကျမ်းမာခြင်းရှိမည်အကြောင်းငါဆုတောင်း၏လို့ပြောထားပါတယ်ကျွန်တော်တို့ဓမ္မဟောင်းကျမ်းမှာကပ္ပဦးကျမ်းအခန်းကြီး9အငယ်21ကနေ24မှာအိနောက်အကြောင်းကိုကျွန်တော်တွေ့ရတယ်အိနောက်ဟာအနှစ်300ပတ်လုံးဘုရားသခင်နဲ့အတူသွားလာခဲ့တယ်မိတ္တာယဖွဲ့ခဲ့တယ်လောကရဲ့ဆိုးညစ်မှုတွေကြားမှာသူဟာဝိညာဉ်ရေးရာအရာအကောင်းဆုံးဖြစ်ပြီးတော့တည်ခြင်းကိုလည်းတွေ့ကြုံရခြင်းမရှိဘဲနဲ့
ဘုရားသခင်ရဲ့ချီဆောင်ခြင်းကိုခံခဲ့ရပါတယ်။နောက်ဥပမာတစ်ခုကတော့ယောသပ်ပဲဖြစ်တယ်။သူဟာတွင်းထဲမှာပဲရှိထောင်ထဲမှာပဲရှိဘုရားသခင်ဟာသူနဲ့အတူရှိတဲ့အတွက်ကြောင့်တနည်းအားဖြင့်သူနဲ့ဘုရားသခင်မိတ္တာယဟာအမြဲတမ်းရှိတာဖြစ်တဲ့အတွက်ကြောင့်နှုတ်ကပတ်တော်ကသူ့ကိုကောင်းစားတဲ့သူတစ်ယောက်အဖြစ်မှတ်တမ်းတင်ထားတာကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်ဂျာနာဆင်ကျင်ခဲ့တဲ့သူတိုင်းအနေနဲ့ကျွန်တော်တို့ရှာဖွေနေတဲ့ကောင်းစားခြင်းဆိုတာကငွေကြေးတနာတွေယာဒုအာနာတွေနောက်ကိုလိုက်လို့ရတာမျိုးမဟုတ်ပါဘူး။ကောင်းကြီးမင်္ဂလာရဲ့အရှင်သခင်ဖြစ်တဲ့ဘုရားသခင်နဲ့မိတ္တာယဖွဲ့တဲ့အခါမှာအဲ့ဒီကောင်းစားခြင်းကကျွန်တော်တို့ရဲ့နောက်ကိုအလိုလိုလိုက်လာမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကစပြီးတော့အပေါ်ယံခရိယံဘဝကနေရုံထွက်ပြီးတော့ကိုရောနဲ့အတူရှောက်လန်းမှာကိုရောနဲ့အကျွမ်းဝင်ပါကိုရောနဲ့မိတ္တာယဖွဲ့ပါအဲ့ဒီလိုလုံမှသာကျွန်တော်တို့ရဲ့အသက်တာဟာလောကီလောကုတ္တရာနှစ်ဖြာသောအရာတွေမှာစစ်မှန်တဲ့ကောင်းစားခြင်းကိုရောက်ရလိမ့်မှာဖြစ်တဲ့အကြောင်းကြာနာဆင်ကျင်ခဲ့တဲ့သူတိုင်းကောင်းစားခြင်းအသက်တာကိုအမှန်တကယ်လက်တွေ့ခံစားနိုင်ကြပါစေအာမင်ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်